วัสดีครับทุกคนအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မှာထိုင်းကရိယာ၅လုံးအပိုင်း30ကိုတွားလိုက်ကြရအောင်ခင်ဗျာရှေ့ဆိုတာယုံကြည်သည်လို့အဓိပ္ပာယ်ရပါတယ်ရှေ့ယုံကြည်သည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာနောက်တစ်လုံးကတော့ land စော့သည်လို့အဓိပ္ပာယ်ရပါတယ်စော့သည်ကစားသည်ပေါ့နော် land စော့သည်ကစားသည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာနောက်တစ်လုံးကတော့ cap ဆိုတာမောင်းသည်လို့အဓိပ္ပာယ်ရပါတယ်ကားလေးဆိုင်ကယ်တွေမောင်းတာကို cap ဒီလိုသုံးပါတယ် cap မောင်းသည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာနောက်တစ်လုံးကတော့ key ဆိုတာစီးသည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာ key စီးသည်လို့အဓိပ္ပာယ်ရပါတယ်နောက်တစ်လုံးကတော့ ဒူးထူဆိုတာအထင်သေးသည်လို့အဓိပ္ပာယ်ရပါတယ်ဒူးထူအထင်သေးသည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာအစအနေနဲ့ပြောကြည့်အောင်ခင်ဗျာရှေ့ကဆိုတာယုံကြည်သည်လို့အဓိပ္ပာယ်ရပါတယ်နောက်တစ်လုံးကတော့ land စော့သည်ကစားသည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာနောက်တစ်လုံးကတော့ cap မောင်းသည်လို့အဓိပ္ပာယ်ရပါတယ် key ဆိုတာစီးသည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာဒူးထူဆိုတာအထင်သေးသည်လို့အဓိပ္ပာယ်ရပါတယ်အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ See you in the next video. Bye bye.